င်္ဂလာပါဗျကျွန်တော်ဒီနေ့ဖောက်ဆက်ပြီးတော့ပြသွားမယ်နောက်တစ်ရုပ်ကတော့ Doctor Strange ပဲဖြစ်ပါတယ်အခုဒီရှေ့မှာပါတဲ့3កောင်တည်းမဟုတ်ဘဲနဲ့နောက်ထပ် Doctor Strange version တစ်မျိုးထပ်ပြန်ဖြစ်ပါတယ်ဒါကျွန်တော်ဆက်ပြီးသားလေးဆိုတော့ဆက်လိုက်တာကျွန်တော်ခုနကဆက်လိုက်မယ်ဆိုပြီးဆက်လိုက်တာအစားတော့ဆက်ပြရတဲ့ဟာလေးရိုက်မယ်လို့ပဲဒါပေမဲ့ကျွန်တော်စိတ်မရှိတော့တခါရဲကောက်ဆက်လိုက်โอเคပါဒီကောင်လေးပါဒီမဲ့ကျွန်တော်ပြပါမယ်လုံးဝဝိယုံကိုလုံးဝကိုတော်တော်လာပါတယ်သူရဲ့ဒီဒါ evil version ဖြစ်မယ်ဗျ Doctor Strange ကိုမှလေတခြား universe တစ်ခုက evil version ဖြစ်မယ်ခင်ဗျโอเคပါဒီမှာပါ blue and မှာနောက်ကြောတွေရောအကုန်ပါပါတယ်နောက်ကြောတွေအကုန်ပါတယ်ပြီးရင်သူ့မှာဒီလိုနောက်မှာရေပွဲလက်တန်ကြီးနဲ့အခုပါပါမယ်ဒီမှာပါဒါပါခင်ဗျာဒီကောင်လေးပါပြီးတော့သူ့မှာဒီလို stand လေးတစ်ခုပါပါမယ်ကျွန်တော်တို့ဒီလိုတင်ထားလို့ရပါတယ်ဟုတ်ကဲ့ပါဒါပါပဲခင်ဗျာကျွန်တော်ဒီမှာဗျဒီမှာလည်း Doctor Strange တစ်ခုရှိပါတယ်တရားရ Doctor Strange မှာတော့ကျွန်တော်တို့ဒီအားကပဲပေါ့နော်ဒီအားကပဲ Doctor Strange ဖြစ်ပြီးတော့ဒါမှာ Scarlet Witch ဒါ Scarlet Witch ပေါ့နော်ကျွန်တော် Scarlet Witch ကိုမှဒါ Black Magic လား Dark Magic လို့ခေါ်လာအဲ့ဒီစာအုပ်ကိုကင်ထားတာပေါ့နော်ကျွန်တော်တို့ဒီ Doctor Strange ကိုမှDoctor Strange Scarlet Witch Manticore ဆိုလာပဲအဲ့စကားရင်းမှာတော့ကျွန်တော်ဒီစာအုပ်လေးသုံးသွားတော့ကိုတို့လည်းအကုန်သိမှာပါဒါကျွန်တော်နောက်ထပ်အကြိုက်ဆုံးတော့ဒီမှာခင်ဗျလုံးဝကိုလာလုံးဝကြီးရဲ့လုံးဝကိုလေးဒါကျွန်တော်ဖုံမတော့ရသေးလို့ကျွန်တော်တိုင်းကျွန်တော်တကောင် stand ထားတာဒီကောင်ရဲ့ story လည်းရှိတယ်ဒီမှာပါခင်ဗျာလုံးဝလက်တန်ကြီးကျွန်တော်ပြီးမှနှစ်ပုတ်တခြားလုပ်ပေးပါမယ်နှစ်ပုတ်တခြားလုပ်ပေးပါမယ်မိုက်တယ်ဗျာဒီမှာကျိုင်းဆုံးကဒီဝိယုံကြီးပဲလောင်ဝိယုံမို့သူ့ရဲ့နောက်ကပြန်ကားနေဟာကြီးကတော်လေးကိုလှတယ်ဗျဒါပေမဲ့တခုတော့ရှိရပါဘလောက်ပဲတော်ဘလောက်ပဲဟောဖြစ်ပေါ့နော်စောတော့မရနိုင်ပါဘူးဒါပါပဲကျေးဇူးများတင်ပါတယ်ကျွန်တော် comment မှာဈေးနှုန်းလေးရေးပေးထားပါမယ်ခင်ဗျ